ထီးကျန်ခြင်းကိုကုစားပြီးဘလို့ပျော်ရွှင်အောင်နေထိုင်ကြမလဲအထီးကျန်ခြင်းဆိုတာလူအများကြီးခံစားနေရတဲ့စိတ်ခံစားမှုတစ်ခုပါကိုယ့်ဘဝဝင်ခြင်းမှာကိုယ့်အတိုင်းဝိုင်းမှာလူတွေအများကြီးရှိနေပေမဲ့တယောက်တည်းဖြစ်နေတယ်ကိုယ့်ရဲ့အနားမှာဘယ်သူမှရှိမနေဘူးတငယ်ချင်းမရှိဘူးမိတ်ဆွေမရှိဘူးချစ်သူမရှိဘူးစားသဖြင့်ဒီလိုခံစားချက်တွေအားလုံးရောထွေးနေတဲ့တယောက်တည်းအထီးကျန်ဆန်စွာခံစားနေရတာကိုဆိုလိုပါတယ်ဒီနေ့ဗီဒီယိုလေးမှာတော့အထီးကျန်ခြင်းကိုဘယ်လိုကုစားပြီးတော့ဘဝကိုပျော်ရွှင်အောင်ဘယ်လိုနေထိုင်နိုင်မလဲဆိုတာကိုဆွေးနွေးပြောပြပေးသွားမှာပါကျွန်တော်တို့ရဲ့ထမ်းပေပါ page လေးကနေပြီးအခုလိုမျိုးစိတ်ပညာနဲ့ပတ်သက်တာတွေရောဘဝအတွက်တာရောစိတ်ဝင်စားစရာအကြောင်းအရာတွေကိုတေချာစူးစီးတင်ဆက်ပေးနေတာဖြစ်တဲ့အတွက် channel လေးကို like and subscribe page လေးကိုလည်း follow လုပ်ခဲ့ဖို့အတွက်မမေ့ပါနဲ့အောင်ကဲဒါဆိုရင်တော့စလိုက်ကြရအောင်ပါအထီးကျန်ခြင်းရဲ့အဓိကအကြောင်းရင်းများဘာကြောင့်ကျွန်တော်တို့အထီးကျန်နေရတာလဲလေးလာမှုတွေအရအမေရိကန်နိုင်ငံမှာလူကြီးတစ်ဝက်လောက်ကအထီးကျန်ခြင်းကိုခံစားနေရတယ်လို့ဆိုပါတယ်လူငယ်တွေကြားမှာလည်းအထီးကျန်ခြင်းကပိုပြီးတော့အဖြစ်များပါတယ်အရင်ကလူချင်းတွေးဆုံဆက်ဆံတဲ့အချိန်တွေရက်ရွာအဖွဲ့အစည်းတွေမှာပါဝင်လှုပ်ရှားမှုတွေလည်းလျော့နေလာပါတယ်ဒါဟာဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းကဖြစ်ခဲ့တဲ့ကက်ယောဂါကာလအတွင်းမှာတိတိတသားကြီးအထီးကျန်ဆန်တဲ့သူတွေပိုများလာတာပါသူတို့ချစ်ရတဲ့သူတွေတေဆုံးသွားတာမျိုးလည်းရှိသလိုချစ်ရတဲ့သူတွေနဲ့မတွေ့ဆုံရတော့ဘဲနဲ့အဝေးကြီးဝေးသွားတဲ့သူတွေလည်းရှိပါတယ်ဒီအတွက်ကြောင့်လူချင်းတွေးဆုံဆက်ဆံမှုနည်းလာပြီးတော့အထီးကျန်တဲ့ဝေဒနာဟာပိုပြီးတော့ဆိုးလာတတ်ပါတယ်ရင်းနှီးတဲ့မိတ်ဆွေအရေးအတွက်လည်းနည်းလာပြီးလူမှုရေးအတိုင်းဝိုင်းတွေရဲ့အရွယ်အစားကလည်းသိငယ်လာပါတယ်ဒီလိုအပြောင်းလဲတွေကိုလူမှုရေးအပြုမှုတွေကိုပြောင်းလဲလာတာဤပညာအသုံးပြုမှုတွေများလာတာစားတဲ့အချက်တွေကအားပေးအားမြောက်ပြုနေပါတယ်ဒါကဘယ်လိုလဲဆိုတော့ကျွန်တော်တို့အထီးကျန်စေဖို့အတွက်အဓိကအားပေးအားမြောက်ပြုနေတာကဖုန်းတွေနဲ့ electronic ပစ္စည်းတွေပါအရင်တုန်းကလိုတငယ်ချင်းတွေနဲ့စိုက်မာထိုင်ပြီးစကားပြောမယ်ဆိုတာထက်အိမ်မှာနေပြီးဖုန်းထဲကဟိုးဆက်ကားလေးကြည့်လိုက်မယ်ဘယ်ဂိမ်းလေးကိုဆော့လိုက်မယ်ဒီလိုပုံစံမျိုးနဲ့ပဲနေထိုင်ကြပါတယ်ဒီလိုလုပ်ပါများလာတဲ့အခါမှာတော့ကိုမသိလိုက်ခင်မှာပဲကိုယ့်စီမှာအထီးကျန်ခြင်းဆိုတဲ့ဝေဒနာကရောက်ရှိလို့လာပါတယ်ယနေ့ခေတ်အမေရိကန်ပြည်သူတော်တော်များများဟာလည်းပဲအဲ့ဒီလိုမျိုးကနေတဆင့်ပဲအထီးကျန်ခြင်းကိုခံစားနေရပါတယ်အထီးကျန်တဲ့ဆိုတာကပါဇက်ကပြောတဲ့အခါမျိုးမှာအရန်ကိုလွယ်ကူတဲ့စကားလုံးလေးတွေဆိုပေမဲ့လည်းအဲ့ဒီဟာကခံစားချက်တစ်ခုထပ်ပိုပါတယ်လူမှုရေးအရပြောဆိုဆက်ဆံမှုတွေမရှိတော့တာလူအတိုင်းဝိုင်းနဲ့တဖြည်းဖြည်းဝေးကွာလာတာဒါရီဟာကြာလာတဲ့အခါမှာကျွန်တော်တို့ရဲ့ကျန်းမာရေးကိုလည်းထိခိုက်စေပါတယ်ရုပ်ပိုင်းဆိုင်ရာအရာရောစိတ်ပိုင်းဆိုင်ရာအရာရောထိခိုက်မှုတွေများတာမို့လို့အထီးကျန်ခြင်းဝေဒနာဖြစ်လာပြီဆိုလို့ရှိရင်ကျန်းမာရေးနဲ့ပတ်သက်တဲ့ဒီလိုပုံစံမျိုးတွေဖြစ်တတ်ပါတယ်ပထမဦးဆုံးဆိုးကျိုးအနေနဲ့ခံစားရမှာကတော့စိတ်ပိုင်းဆိုင်ရာမှာပါစိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေဟာနံပါတ်1အချက်စိတ်ဓာတ်ကျခြင်းနံပါတ်2အချက်စိုးရိမ်ပူပန်လွယ်ခြင်းနံပါတ်3အချက်စိတ်ဖိစီးမှုတွေအများကြီးဖြစ်ပွားနိုင်ပါတယ်ပြီးတော့လို့ရှိရင်အထီးကျန်တာအရန်ချိန်ကြာလာတဲ့အခါမျိုးမှာကိုတန်မိုးမထားရတော့တာယုံကြည်မှုတွေလျော့နေလာတာအခြားသူတွေနဲ့လူမှုဆက်ဆံရေးမှာပေါက်ဆက်နဲ့ဘယ်လိုပဲဆက်ဆံအဆင်မပြေတာတွေလည်းဖြစ်လာတတ်ပါတယ်ဒီလိုမျိုးအခြေအနေဟာလူတွေကြားထဲမှာတဖြည်းဖြည်းပို့ပြီးတော့ပေါင်းသင်းဆက်ဆံမှုခက်ခဲလာလေဝေးလာလေဖြစ်ပြီးတော့အထီးကျန်ခြင်းဝေဒနာဟာကိုလှိုက်စားသွားတတ်ပါတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေလည်းတဖြည်းဖြည်းချင်းတိုးလာပါတယ်အထီးကျန်ခြင်းကြောင့်ဖြစ်လာတဲ့စိတ်ဖိအားတွေကြောင့်ပဲရုပ်ပိုင်းဆိုင်ရာဆိုးကျိုးတွေဟာနံပါတ်1အချက်နှလုံးယောဂါနံပါတ်2အချက်သွေးတိုးယောဂါနံပါတ်3အချက်စီးကျိုယောဂါဖြစ်ပွားနိုင်ပါတယ်ဒီယောဂ3ခုလုံးဟာစိတ်နဲ့ပတ်သက်ပြီးတော့လည်းသက်ဆိုင်နေတာမို့လို့စိတ်ဖိစီးမှုများတဲ့သူတွေဟာအဲ့ဒီယောဂ3ခုကိုပို့ပြီးတော့ခံစားရနိုင်ပါတယ်နောက်ပြီးတော့ရင်ကိုယ်ခံအားစနစ်အားနည်းလာပြီးတော့ယောဂတွေပုံမှုခံစားရနိုင်ပါတယ်အေးရေးပြတ်တာတွေအစားအသောက်ပြတ်တာတွေနဲ့ဘာမှမလုပ်ချင်မကိုင်းချင်ဖြစ်ပြီးတော့လှုပ်ရှားမှုနေလာတဲ့အခါမှာလေလေးလံထိုင်းမိုင်းလာပြီးနောက်ဆုံးကိုယ့်ရဲ့အတွေးခေါ်အမျှော်မြင်တွေကိုပါပျက်စီးစေနိုင်ပါတယ်အဲ့လိုဖြစ်အောင်လည်းပဲလူသားတွေဟာတဖြည်းဖြည်းတိုးတက်ပြောင်းလဲလာတာနဲ့အမျှကိုယ့်ဘာသာကိုယ်ပဲဖန်တီးယူနေကြတာပါအထီးကျန်ခြင်းဘာကြောင့်ဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကိုလည်းပရိသတ်ကြီးတို့ကိုသေချာလေးပြောပြပေးခြင်းပါသေးတယ်အထီးကျန်ခြင်းဖြစ်ပေါ်လာရတာဟာပထမဦးဆုံးအချက်တစ်ချက်အနေနဲ့လူမှုဆက်ဆံရေးပြောင်းလဲလာတာကြောင့်ပါအရင်ခေတ်တုန်းကလိုမျိုးဆိုင်မှာလူတွေစုပြီးတော့စကားပြောမဲ့အစားအခုဆိုရင်အင်တာနက်နဲ့လူမှုကွန်ရက်တွေတွင်ကျလာတာကြောင့်မလို့လူချင်းတွေ့ဆုံဆက်ဆံမှုတွေလျော့နေလာပါတယ်အွန်လိုင်းပေါ်ကဆက်ဆံရေးတွေကရုပ်ပိုင်းဆိုင်ရာဆက်ဆံရေးတွေလိုရင်းနှီးနှွေးထွေးမှုတွေကိုမပေးနိုင်ပါဘူးဘလောက်ပဲတယောက်မျက်နှာကိုတယောက်ကြည့်ပြီးတော့စကားပြောနေပါစေအပြင်မှာတွေ့ဆုံပြီးတော့မျက်လုံးချင်းဆုံပြီးစကားပြောရတာတော့အရသာရှိမှာမဟုတ်ပါဘူးနောက်ပြီးတော့ရင်အလုပ်တွေပညာရေးတွေမှာအပြိုင်ဆိုင်နေများလာတာပါခင်မီဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှလူတွေဟာလောဘလည်းအတော်လေးများလာပါတယ်ငွေဆိုရင်လည်းရပြီးရင်ရခြင်းရှာပြီးရင်ရှာခြင်းပဲအသိပညာပိုင်းဆိုရင်လည်းတက်ပြီးရင်တက်ချင်ပါပဲဒါကြောင့်မို့လို့အဲ့လိုမျိုးအပြိုင်ဆိုင်နေဘဝပေးတာဝင်နေဒါတွေကတစ်စိတ်တစ်ပိုင်းပါဝင်နေတယ်လို့ပြောရပါလိမ့်မယ်နောက်ပြီးတော့ဒုတိယချက်အနေနဲ့အဓိကအထီးကျန်ခြင်းကိုဖြစ်ပွားစေတာကဤပညာပိုင်းကိုအသုံးပြုမှုများလာခြင်းပါလူတွေဟာဖုန်းတွေကွန်ပျူတာတွေနဲ့အချိန်အများကြီးကုန်ဆုံးတာကြောင့်ပတ်ဝန်းကျင်ကလူတွေနဲ့အဆက်အသွယ်ပြတ်တောက်သွားပါတယ်တခါတလေမှာအခန်းထဲကအခန်းပြင်ကိုလုံးဝမထွက်လာတော့တဲ့လူငယ်တွေလည်းရှိသလိုတနေ့ကုန်အွန်လိုင်းပေါ်မှာတက်ပြီးတော့ဟိုဟာလေးကြည့်ဒီဟာလေးကြည့်ဟိုဗီဒီယိုလေးနားထောင်ဒီဗီဒီယိုလေးနားထောင်နဲ့အချိန်ဖြုံးနေတဲ့သူတွေလည်းရှိပါတယ်
လူမှုကွန်ရက်တွေပေါ်မှာအခြားသူတွေရဲ့ပျော်ရွှင်စရာပုံရိပ်တွေကိုမြင်တွေ့ရတဲ့အခါမျိုးမှာလေကိုနဲ့နှိုင်းယှဉ်ပြီးတော့အထီးကျန်တယ်လို့ပိုခံစားရစေပါတယ်။ဒါဟာနည်းပညာအသုံးပြုမှုရဲ့အထီးကျန်စေမှုကိုပိုဆိုးစေတဲ့အချက်ပါ။လူမှုကွန်ရက်ပေါ်မှာသူများတွေကမိသားစုတွေနဲ့ခရီးသွားထားတဲ့ဓာတ်ပုံတွေကိုမြင်တဲ့အခါကိုကညာကြီးမင်းကြီးတယောက်တည်းအိယာပေါ်မှာလှည့်ပြီးအဲ့ဒီဓာတ်ပုံကိုကြည့်လိုက်တဲ့အချိန်အော်ငါလေးမိသားစုနဲ့ဒီလိုမျိုးလေးသွားကျင်လိုက်တာဆိုတဲ့အတွေ့အမျိုးခံစားရပြီးတော့အထီးကျန်ခြင်းကိုပိုဆိုးစေပါတယ်။နောက်ပြီးတော့ online အသုံးချမှုများခြင်းကြောင့်လည်းပဲလူအများနဲ့တိုက်ရိုက်ပြောဆိုဆွေးနွေးမှုကနေပါလာပြီးကြားလေလူမှုဆက်ဆံရေးကညံ့ဖျင်းနေပါပဲ။နောက်ဆုံးတတိယတစ်ချက်ကတော့ကိုဗစ်ကပ်ရောဂါကာလပါ။ COVID-19 ကပ်ရောဂါကြီးဟာတကမ္ဘာလုံးအနှံ့ကိုပြန့်နှံ့ခဲ့တာဖြစ်ပြီးတော့လူတော်တော်များများကိုလည်းပဲအိမ်ထဲမှာပဲနေစေဖို့အတွက် lockdown ပုံစံမျိုးဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာလူတွေဟာအိမ်မှာနေရတာများလာပြီးလူမှုရေးအဆက်အသွယ်တွေရောနေလာပါတယ်။ကြောက်ရွံ့မှုတွေစိုးရိမ်ပူပန်မှုတွေစိတ်ပိုင်းဆိုင်ရာအထီးကျန်မှုတွေကိုလည်းပိုပြီးတော့ခံစားလာရပါတယ်။ဒါလို့ဆိုရင်အထီးကျန်ခြင်းကြောင့်ဖြစ်တဲ့ဆိုးကျိုးတွေအထီးကျန်ခြင်းကဘာကြောင့်ဖြစ်စေတာလဲဆိုတဲ့အရာတွေကိုသိလောက်ပြီးထင်ပါတယ်။တစ်ဆက်တည်းပဲအဲ့လိုမျိုးအထီးကျန်တဲ့ဝေဒနာကိုဘယ်လိုကုစားရမလဲဘယ်လိုပျော်ပျော်ရွှင်ရွှင်နေထိုင်ရမလဲဆိုတဲ့ဟာလေးတွေလည်း tip လေးတွေ trick လေးတွေရှိပါတယ်။အထီးကျန်ခြင်းကိုကုစားဖို့အတွက်နည်းလမ်းအမျိုးမျိုးရှိပါတယ်။ပထမဆုံးတစ်ချက်ကတော့လူမှုအတိုင်းဝိုင်းကိုတည်ဆောက်ပြီးထိန်းသိမ်းတာပါ။တငယ်ချင်းတွေမိသားစုတွေနဲ့ပုံမှန်အဆက်အသွယ်တွေလုပ်မယ်။အသင်းအဖွဲ့တွေမှာပါဝင်ပြီးတော့ဝါသနာတူသူတွေနဲ့တွေ့ဆုံပြီးကိုဝါသနာပါတာတွေကိုလုပ်မယ်။ကိုယ့်ရဲ့အိမ်နီးနားချင်းတွေကဖော်ယူရဲဆိုရင်လည်းကိုယ့်ရဲ့အိမ်နီးနားချင်းတွေနဲ့ပြောဆိုဆက်ဆံပြီးရင်းနှီးအောင်ပေါင်းသင်းဆက်ဆံမယ်။နောက်ပြီးတော့ရင်အထောက်ပံ့ပေးပြီးတော့လက်ခံခြင်းကိုယ်တိုင်လည်းအခြားသူတွေကိုကူညီပေးတဲ့အခါမှာပျော်ရွှင်မှုကိုခံစားရပါလိမ့်မယ်။မကူညီဘူးဆိုရင်ကူညီကြည့်လိုက်ပါ။တစ်ဖက်ကပျော်ရွှင်မှုကိုမြင်ရတဲ့အခါမှာကျွန်တော်တို့ရဲ့စိတ်ထဲမှာပီတိဆိုတဲ့အရာကိုရရှိပါလိမ့်။ခက်ခဲတဲ့အချိန်တွေမှာအကူအညီတောင်းခံမှုကိုလည်းမတွန့်ဆုတ်ပါနဲ့။ကိုကဥပမာစကားပြောဖို့လိုအပ်နေတယ်ဆိုရင်ကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့တငယ်ချင်းဒါကိုငါအနေနဲ့အခုချိန်မှာစကားပြောဖို့လိုအပ်နေတယ်ဆိုတဲ့အကြောင်းကိုသွားပြီးတော့ပြောပြီးစကားပြောဖို့ရှာဖို့အတွက်ကိုလည်းမရှက်ပါနဲ့နောက်ပြီးတော့ရင်အိမ်မွေးတလိမ့်ဆန်လေးတွေမွေးမြူခြင်းကလည်းတယောက်တည်းအထီးကျန်ဆန်စွာနေရတဲ့ခံစားချက်ကိုတစ်ဖက်တစ်လမ်းကဖယ်ရှားပေးနိုင်ပါတယ်ဘယ်လိုမျိုးလဲဆိုတော့ကြောင်လေးတွေခွေးလေးတွေဟမ်စတာလေးတွေကြွက်လေးတွေဒါတွေကိုမွေးတဲ့အခါမှာသူတို့လေးတွေကကိုယ့်အတွက်အဖော်တယောက်လိုမျိုးခံစားရစေပြီးကိုပြောတာကိုသူတို့ကနားမလည်ပေမဲ့လည်းအ ਨੇ ဆုံးတော့ရင်ဖွင့်ဘတ်တယောက်ရပါသေးတယ်လူတွေကသာလူချင်းချင်းသစ္စာဖောက်တတ်ကြပေမဲ့တလိမ့်ဆန်လေးတွေဟာသူတို့ကိုကျွေးတဲ့သခင်ရဲ့လက်ကိုဘယ်တော့မှပြန်မကိုက်ပါဘူးဒါကြောင့်မလို့တလိမ့်ဆန်လေးတွေမွေးမြူခြင်းကလည်းအထီးကျန်ခြင်းကိုကုစားနိုင်တဲ့နည်းလမ်းတွေကတစ်ခုဖြစ်ပါတယ်ပြီးရင်ကိုယ့်ရဲ့လူမှုဆက်ဆံရေးအရေးအသွေးကိုမြင့်တင်ပြီးတော့အခြားသူတွေနဲ့အချိန်ဖြုံးတာတကယ်ချင်းအစ်စ်တွေရှာတာဒီလိုမျိုးကိုလည်းလုပ်ပေးပါဖုန်းတွေကွန်ပျူတာတွေဒါတွေကိုအသုံးပြုတဲ့ screen တိုင်းကိုလျှော့ပါ online ပေါ်မှာအချိန်ဖြုံးမဲ့စာအပြင်ထွက်ပြီးတော့ပတ်ပြေးလိုက်ပါဒီလိုမျိုးတွေလုပ်ပေးတဲ့အခါမှာအထီးကျန်ခြင်းဟာလွယ်လွယ်ကူကူနဲ့ကုစားလို့ရမယ့်အရာတစ်ခုဖြစ်သွားပါလိမ့်မယ်အထီးကျန်ခြင်းကခံစားရခက်တဲ့အရာတစ်ခုဆိုပေမဲ့ကြော်လွှားနိုင်မှုနည်းလမ်းတွေလည်းအများကြီးရှိပါတယ်ဒါကြောင့်မလို့ကိုယူဆိုင်ပါလူမှုရေးအတိုင်းဝိုင်းကိုတည်ဆောက်ပါအကူအညီလိုအပ်ရင်တောင်းခံဖို့မတွန့်ဆုတ်ပါနဲ့အားလုံးဝိုင်းဝန်းစူးစမ်းကြမယ်ဆိုရင်အထီးကျန်ခြင်းကင်းတဲ့ပျော်ရွှင်တဲ့လူအဖွဲ့အစည်းကြီးကိုတည်ထောင်နိုင်မှာပဲဖြစ်ပါတယ်အဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ